ဒီကဘာကအတန်ထွက်ခွင့်မရှိတဲ့ကဘာတစ်ခုပါအတန်နည်းနည်းလေးထွက်လိုက်တာနဲ့ဒေတံပေးခံရပါမယ်တနေ့တော့လူရမှုတစ်ခုဖြစ်ပွားခဲ့တယ်လူဆိုးတွေကဒါးစာခံကိုဖမ်းပြီးရဲတွေရှေ့ကနေအေးအေးစစ်စစ်ဖြတ်သွားလိုက်တယ်ဘာလို့လဲဆိုတော့ရဲတွေကတနက်မပြည့်ရဲမှန်းသူတို့သိနေလို့ပါတနက်ပြည့်ရင်အတန်ထွက်မယ်အတန်ထွက်ရင်အဲ့ဒီရဲကပြန်ဖမ်းခံရမယ်လူဆိုးတွေကဒါးစာခံကိုဆိုင်ကယ်ပေါ်တင်ပြီးအသာလေးတွန်းသွားကြရတယ်ရှေ့ကလူတွေကလည်းအတန်မထွက်အောင်လမ်းဖယ်ပေးကြရတယ်ရဲတွေကလည်းသူတို့ကားကိုစက်မနိုပဲတွန်းပြီးနောက်ကလိုက်တယ်အချက်ပြတ်မိကိုလည်းအတန်ပိတ်ပြီးကင်ထားတယ်နောက်ဆုံးတော့ရဲတယောက်ကတနက်ထုတ်လိုက်တယ်နောက်တစ်ယောက်ကကြည်စံကိုလက်နဲ့ယူပြီးလူဆိုးရဲ့နောက်ကျောပေါ်ပစ်ထည့်လိုက်တယ်လူဆိုးကလည်းအတန်မထွက်ပဲអော်လိုက်ပါတယ်ဒီကဘာမှာကတော့ငိုကြွေးလို့မရပါဘူးနဲ့နဲ့လင်းကိုလိုက်တာနဲ့အတက်ခံရပါမယ်အမျိုးသမီးနှစ်ယောက်ပြုံးပြီးစကားပြောနေခဲ့တယ်တယောက်ကဖျားပေါ်မှာအဲ့လိုမလုပ်ရဘူးတူတူညီအဲ့လိုပြောလိုက်တော့နောက်တစ်ယောက်ကမျက်ရည်ကျသွားတယ်အဝေးကစောင့်ကြည့်နေတဲ့စက်ရုပ်ကမျက်ရည်ကိုချက်ချင်းစက်ကင်ဖမ်းမိသွားတယ်ပြီးတော့အပေါ်ကနေတေမင်းကရောက်လာပြီးသူ့ကိုဝါမျိုးဖို့လုပ်နေပြီသူ့လည်းငိုနေတာမဟုတ်ဘူးရင်နေတာလို့ပြောပြီးရပြခဲ့ပေမဲ့မရတော့ပါဘူးတူတူညီကြောင့်သူလည်းတေဆုံးသွားပါတယ်ဘယ်ကဘာမှနေခြင်းတလဲလို့ပြောခဲ့ပါဦးတူတူညီရဲ့